ဘုကုတ်တင်ဆိုတာဘာလဲဆိုတဲ့အတိတ်ပဲဒီတက်သားမျက်နှာပြင်ကိုအလှရှင်ပဲနောက်ပြီးတော့ဒီတက်ရဲ့တက်တန်းတွေပို့ပြီးတော့ရေရှည်ခံနိုင်အောင်လို့ကျွန်တော်တို့ဘုကုတ်တင်လုပ်တယ်လို့သိမြင်ဖို့ဆိုချင်တက်သားတစ်ခုကိုစင်းမတော့ပဲထားမယ်ဆိုလို့ရှိရင်သူ့ကချွေးပေါက်တွေကနေပြီးတော့အဆူတွေကိုစုပ်မယ်နောက်တစ်ခုပူရှိန်တွေကိုစုပ်တယ်ဗျအခုမှ absorb ဆိုတဲ့စုပ်အားရှိတယ်အဲစုပ်အားတွေကိုတားထားနိုင်မှကျွန်တော်တို့တွေကဒီတက်ကရေရှည်ခံမယ်လေနောက်တစ်ခုရာသီဥတုတန်သဘာဝဘေးအန္တရာယ်တွေဟိုနေဘက်တီးရီးယားတွေရဲ့ဆက်စည်းမှုတန်တွေကိုကာကွယ်ပေးဖို့အတွက်ကိုကုတ်တင်ကိုသုံးရမှာဗျသုံးနဲ့နီးစနစ်နဲ့သုံးတဲ့ခြေပေါ်မူတည်ပြီးတော့ပိုလိုခြင်းနဲ့အရေးသွေးတွေရနိုင်တယ်။ဘုကုတ်တင်သုံးလိုက်ခြင်းအပြင်ဒီတစ်မှာရှိတဲ့အာနိသင်အရေးသွေးအရာပုံလုံးပြည့်ပြည့်ဝဝရနိုင်တယ်။ပညာလည်းအရင်ကြီးတယ်ဗျ။ပညာဆိုတာကတစ်တွေကိုသိရမယ်ပညာစေးတွေကိုသိရမယ်ပညာကအရင်ကြီးတယ်ဗျ။နောက်တစ်ခုနီးစနစ်ကဘာလဲလို့မေးလက်သမားပဲဖြစ်ဖြစ်ဘုပဲဖြစ်ဖြစ်သူတို့ပြီးသွားရင်ကျွန်တော်စေးသမားလက်ထဲရောက်လာတယ်ရောက်လာတဲ့အခါမှာပညာနဲ့နေစနစ်တက်တဲ့လူကဒီဥစ္စာကိုချောတဲ့နာလားညီတဲ့နာလားဆိုတာသိလို့ရေးကြည့်တယ်စေးတော့လောက်သားတိုင်းကကျမကြီးကြိုက်တယ်ဗျကျွန်တော်တစ်ချိန်နှစ်ခါတက်ပြီးပြီကိုယ်တိုင်လည်းကြုံခဲ့ပြီပြည်ညောကလည်းဖြစ်ခဲ့ပြီကျွန်တော်တို့နိုင်ငံမှာကsolvent တိုက်လို့ခေါ်တဲ့တင်နာတိုက်တွေပဲအဓိကလုံးတာများတယ်တင်နာတိုက်ကဈေးသက်တာတယ်လေဈေးသက်တာတော့သုံးတဲ့ဒီဘုကုတ်တင်ထဲမှာပါရဘီယိုဂျီတွေကကျွန်တော်တို့ရဲ့ချမ်းမာရေးကိုအရင်ထိခိုက်ပါတယ်ဓာတုပစ္စည်းရောဝမပါဝင်တဲ့သစ်သားအယောင်ပစ္စည်း Rubia Monocoat